ကြပြီပေါင်းတင်များစုမိတဲ့ခါငယ်စဉ်ကကြောင်တွေပြန်ပြပြောဖြစ်တယ်ဆိုမင်းတဲ့တင်မင်းနာမည်မိတ်ကြောင်များရောက်လာရင်ပြောရင်စိတ်ထိခိုက်တယ်မင်းကတော့တုံးနေပါမလားပဲမောင်ထဲမှာအသက်ရှောင်နေစေ Sunday school ခန်းထဲမှာခင်လာသူအခုတည်းဒီမမီသေးတယ်စာဆိုလဲမင်းကတော့တယ်ဆက်ဆံမချစ်တဲ့သူရဲ့ကြည်ပြင်းလို့တို့တွေတူတူလောကရဲ့လမ်းတွေပေါ်စိုးကြမိုက်ကြရင်လည်းရုံထွတ်တော့မင်းကပါမလားပဲမောင်ထဲမှာအသက်ရှောင်နေစေရှောက်လာစဉ်ဒီနေ့ပွဲတော်ဆိုတာဖျားเจ้าကထွက်လာသူတွေတွေ့လိုက်မှသိလာစဉ်အရန်မေဝမ်းနဲ့သွားပြီးရုံထဖို့ဆုံးဖြတ်တာတွေငါမင်းကိုပြောပြခြင်းနဲ့